အားလုံးပဲမင်္ဂလာပါဒီမှာတော့ဆရာတို့က Microsoft Word ရဲ့ Find and Replace ဆိုတဲ့လုပ်ဆောင်ချက်ကိုလေ့လာမှာဖြစ်တယ်ပထမဆုံး this PC တွေကနေဆရာတို့ကဘယ် file လေးကိုလာဖွင့်မလဲဆိုတော့ document ထဲမှာရှိတဲ့ Advanced Microsoft Word 2တွေကFind and Replace ဆိုတဲ့ file လေးကိုလာဖွင့်မယ်နော်အဲ့ဒီ file လေးမှာဆရာတို့ကပထမဆုံးအနေနဲ့ table လေးတစ်ခုရှိမယ်ပြီးလို့ရှိရင်အောက်မှာ paragraph လေးတစ်ခုရှိမယ်ပေါ့နော်အဲ့တော့အဲ့ပထမဆုံး table မှာဆရာတို့ကcountry ဆိုတဲ့နေရာမှာနိုင်ငံတွေရဲ့နာမည်တွေရှိမယ် unit သူတို့ရဲ့ငွေကြေး unit တွေရှိမယ်သူတို့ရဲ့ဘူးလားပေါ့$ကိုဆရာတို့မြန်မာငွေနဲ့ဘယ်လောက်လုံးသတ်မှတ်ထားလဲဆိုတော့သတ်မှတ်ချက်တွေရှိပြီပေါ့နော်အဲ့တော့ဒီအောက်မှာကျတော့ paragraph ဆိုတဲ့စာပိုက်ရှိတယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ဆရာတို့ကဘာလုပ်ရမလဲဆိုတော့ဒီ table ထဲမှာရှိနေတဲ့တန်ဖိုးတွေအကုန်လုံးကို selection ပေးလိုက်နော် selection ပေးပြီးသွားရင်ဆရာတို့က home ထဲမှာရှိတယ်ပေါ့နော် home menu ထဲမှာရှိတယ် file ဆိုတဲ့ကောင်ကိုဆက်နှိပ်လိုက်နော်file ဆိုတဲ့ function ကတော့ရှာတာပေါ့ဆရာတို့ကအဲ့တော့ replace ဆိုတဲ့ကောင်ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ box လေးပေါ်လာမယ်နော်အဲ့မှာ find and replace ဆိုတာပေါ်လာမယ်နော်ဒီ file ဆိုတဲ့ဟာကိုနှိပ်ကောင်နော်အောက်က replace ဆိုတဲ့ဟာကိုနှိပ်ကြမယ်နော်ပြီးဒီမှာ file ဆိုတဲ့ဘက်မှာဘာကိုရှာခြင်းလဲရှာလို့ရတယ်ရှာပြီးတဲ့ဟာကိုဒီကအစားထိုးမဲ့တန်ဖိုး replace ဆိုတဲ့နေရာမှာလည်းအစားထိုးခြင်းတဲ့တန်ဖိုးကိုအစားထိုးလို့ရတယ်အဲ့ replace ဆိုတဲ့ tab ထဲမှာဆရာတို့က find what ဘာကိုရှာခြင်းလဲဆိုတာရဲ့ option replace with ဘာနဲ့အစားထိုးမလဲဆိုတာဆိုပြီးတော့ function လေးတွေလုပ်ဆောင်ချက်လေးတွေရှိတယ်เนาะအဲ့တော့ find what ဆိုတဲ့နေရာမှာဆရာတို့က United States of America လို့ရှာလိုက်เนาะပြီးရင် replace with ဆိုတဲ့နေရာမှာဘာနဲ့အစားထိုးမလဲဆိုတော့ USA ဆိုတဲ့တန်ဖိုးလေးနဲ့အစားထိုးလိုက်မယ် replace တစ်ခါနေလို့ရှိရင်သူကတစ်ခုပဲအစားထိုးရမယ်เนาะတန်ဖိုးအားလုံးကိုပြောင်းနေတာဆိုတော့ replace ကိုနေလိုက်ရင်အစားထိုးရလိမ့်မယ်နောက်တော့မှ USA ဆိုပြီးတော့ပြောင်းလဲသွားပြီเนาะဒီမှာ we made one replacement ဆိုပြီးတော့ dialog box လေးနဲ့ပြနေမယ် yes ကိုနှိပ်မယ် okay ကိုနှိပ်เนาะအဲ့ဒါဆိုရင်အဆင်ပြေပြီပေါ့เนาะအဲ့တော့ Republic of America ပြီးတော့United States of America ပြီးရင်တခြားတန်ဖိုးတွေကိုလည်းဆရာတို့ကအဲ့လိုလာပြောင်းလို့ရတယ် Republic of China ကို China လို့ပဲပြောင်းမယ် replace of yes ကိုနှိပ် yes ကိုနှိပ် okay เนาะအဲ့လိုမျိုးဆရာတို့က table တွေကတန်ဖိုးတွေကိုရှာပြီးတော့လာပြောင်းလို့ရတယ်ပို့ပြောင်းနေတယ်ဆိုတော့အဲ့တော့ဒီအောက်မှာရှိတဲ့ paragraph ကိုလည်းဆရာတို့က selection ပေးပြီးတော့ဒီမှာ name ဖြစ်သတ်မှတ်ထားတဲ့ဒီကိုကျူးဆိုတဲ့ name လေးတွေရဲ့အစားဟိုပါပေါ့ဖြိုးမင်းဆိုတဲ့တန်ဖိုးလေးကိုပြောင်းမယ်เนาะအဲ့တော့ replace ဆိုတဲ့ button လေးကိုဒါနှိပ်မယ်နှိပ်ပြီးတော့ find what ဆိုတဲ့နေရာမှာကိုကျူးဆိုပြီးတော့ရှာမယ်ပြီး replace with ဖြိုးမင်းဆိုပြီးတော့ပြောင်းပေးလိုက်အဲ့တော့အဓိကကတော့ဗာလဲဆိုတော့ဟိုစလုံးပေါင်းပြောင်းကျင်တဲ့စာသားနဲ့ replace ထည့်မဲ့ဟာနဲ့စလုံးပေါင်းမှန်ဖို့ပဲเนาะအဲ့တော့ replace all ဆိုတာလေးကိုသူဘယ်နှခု replace လုပ်လိုက်လဲဆိုတာကိုဒီမှာပြတယ်เนาะ yes ကိုနှိပ် okay ကိုနှိပ်ပြီးလို့ရှိရင်ဆရာတို့က close ကိုနှိပ်ပြီးတော့ပြောင်းလားမပြောင်းလားကြည့်လိုက်မယ်เนาะတော့မှာကိုကျူးဆိုတဲ့နေရာမှာဖြိုးမျိုးဆိုတဲ့နာမည်လေးတွေပြောင်းလဲသွားတာကိုဆရာတို့တွေ့လိမ့်မယ်เนาะအဲ့တော့သူသဖြင့်ကတော့ဒီနာမည်လေးတွေကိုရှင်းရှင်းပြပြနေတယ်ဆိုတပည့်ကုတ်လေးနဲ့ပြန်ပြအောင်เนาะအဲ့ဒါမှာ selection လေးပြန်ပေး selection လေးပေးပြီးသွားရင် replace ဆိုတာလေးကိုနှိပ်ပြီးသွားရင်ဒီမှာခုနရှာထားတဲ့ဖြိုးမီဘူးဆိုတဲ့နေရာမှာဒီမှာတပည့်ကုတ်လေးစားထုတ်ပြီးထည့်ပေးလိုက်ပေါ့เนาะreplace all yes ကိုနှိပ်နောက်လည်း yes ကိုနှိပ် okayဆရာတို့ဒီမှာတပည့်ကုတ်လေးနဲ့အဲ့ name လေးတွေထဲမှာပြောင်းလဲသွားတာကိုတွေ့နေမယ်เนาะအဲ့တော့ဒီသင်ခန်းစာလေးကိုရတယ်ဆိုလို့ရှိရင်ဆရာတို့ဒီလောက်နဲ့ရန်နာပါမယ်ဒါ find and replace ဆိုတဲ့ function ကိုသင်ပေးသွားတာเนาะရမယ်လို့လည်းမျှော်လင့်ပါတယ်เนาะ